Hello အားလုံးပဲမင်္ဂလာပါရှင်မြစ်သိမ်ကြီးဆန်ရောင်းဝယ်ကြီးတောင်ကြီးဆန်နေကြိုဆိုလိုက်ပါတယ်ရှင်အရင်ရက်တရားစုရေးတင်ပြီးခဲ့တယ်ပေါ့နော်ဒီဆန်ပိုးနဲ့ပတ်သက်ပြီးတော့အဲဆန်ပိုးတွေကိုပေါ့နော်ဒီလေလုံးနဲ့ဥပဒေမှာထားရမယ်ဆိုပြီးအထားအတုလေးတွေကိုပေါ့နော်စားသုံးမှုတွေအတွက်အဓိကရည်ရွယ်ပြီးတင်ပေးခဲ့တယ်ပေါ့နော်ဒီတစ်ခေါက်မှာတော့စုတွေကဘာအကြောင်းလေးကိုဆန်ပိုးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာအကြောင်းလေးကိုပြောမှလဲဆိုခါကြတော့ဒီဆန်ပိုးတွေကိုပေါ့နော်တဘာဝနီးနဲ့ပေါ့နော်ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အပိုင်းလေးကိုစုတွေကစားသုံးသူတွေအတွက်ရည်ရွယ်ပြီးတော့ပြောမှဖြစ်ပါတယ်ရှင်တဘာဝနီးလေးကဘာလဲဆိုခါကြတော့စုတို့ဒီဆန်ပိုးတွေကိုပေါ့နော်ဒီမကြောက်အောင်ဆိုရင်တော့အဓိကအနှံ့ပြင်းနေပေါ့နော်ဒီအသီးနှံတွေလူရယ်ပေါ့နော်ဘာတွေလဲဆိုခါကျတော့စုတို့ဒါကြက်သွန်နီတို့ငရုတ်တီ6တို့ပေါ့နော်ဒီကရဝီရက်တို့ဂျင်းတို့ပေါ့နော်ဒီအနှံ့ပြင်းတဲ့ပစ္စည်းတွေလိုအပ်တယ်ပေါ့နော်အဲ့ဒါတွေကိုစုတို့ဒီဆန်စလားတွေမှာပေါ့နော်ဒီထည့်ခြင်းအပြင်ပေါ့နော်ဒီဆန်ပိုးတွေကိုပေါ့နော်ဒီမကြရအောင်ပေါ့နော်ကောက်ွယ်နိုင်ပါတယ်ရှင်ပြီးခါကျတော့စုတို့ဒါဆိုထိုင်းစားပေါ့နော်ရောချဖို့လည်းလိုပါတယ်ဒီဆန်ပိုးတွေမကြရအောင်လို့ပေါ့နော်စုတို့ဒါစားအနှင်းငယ်ကိုပေါ့နော်ဒီရောပြီးတော့ထည့်ထားခြင်းဖြင့်ပေါ့နော်စုတို့ဒါအဆိုဓာတ်ကိုလည်းထိမ့်သိမ့်ပြီးရပေါ့နော်အဆိုဓာတ်ကိုလည်းဒီရောချပြီးရပေါ့နော်သူကဆိုပြောခဲ့တယ်လို့ပဲပေါ့နော်ဆန်ပိုးတွေကဘာလို့အဓိကကြရလဲဆိုတော့ဒါအဆိုထိုင်းစားမြင့်မာလို့ပေါ့နော်အခုစုတွေတို့ဆန်တွေပါထားခါကြရင်လဲပေါ့နော်ဒီအောက်မှာတမန်တလင်းရှိရကွယ်တမန်တလင်းပေါ်ကိုစုတွေတို့မချဘူးအပေါ်ကနေဒီအောက်ကနေပေါ့နော်ဒီကတ်တူမဟုတ်လဲဒီစုတွေတို့ဒါဟိုလိုမျိုးဘယ်လိုပြောရမလဲတုံးထက်ပြားပေါ့နော်အဲ့လိုမျိုးခံပြီးတော့မှစုတွေတို့ဒါဆန်ကိုပေါ့နော်တင်တယ်ပေါ့နော်အဲ့လိုမျိုးလိုအပ်တယ်ပေါ့နော်စုတွေတို့ရောင်းတဲ့ဆိုင်တွေကအစားပေါ့နော်ဒါဆိုတိုင်းစားမြင့်မာတို့မရဘူးပေါ့နော်အောက်ကနေဆန်ခဲရတွေပါဖြစ်တတ်တယ်ရှင့်ဒါစုတွေတို့ဟိုအဖွားခက်ခဲရပေါ့နော်ကျင့်လာတဲ့ကျင့်စဉ်လေးပေါ့နော်စုတွေတို့ကတော့ဒါတက်တုံးလေးနေပေါ့နော်ဆင်လုပ်ပြီးတော့မှဆန်အိတ်လေးပေါ်တင်တယ်ရှင်အဲ့ဒါလေးကတော့စုတွေအဓိကပြောရှင်းပါတယ်ရှင်ဒါအခုစုတွေပြောခဲ့တဲ့အကြောင်းလေးကတော့ဒါတဘာဝနီးနေပေါ့နော်ဆန်ပိုးတွေကိုကောက်ွယ်နီးကြောင်းလေးဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ရက်ဒီမှာလည်းဆိုပြီးဆန်ပိုးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုပြီးထပ်ပြီးတော့တင်ပြပါအောင်မယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်